ဘဲဥအာလူချင်းဟင်းကိုရုံးမြင့်တီလေးရောပြီးတော့ချက်ပါမယ်။ပါဝင်ပစ္စည်းရတော့ဘဲဥအာလူရုံးပရိသီကျက်သွန်ဖြူနီထောင်းထားတာရဲ့မကြီးရည်လိုပဲဖြစ်ပါတယ်။ပထမဆုံးစီဆူလာပြီဆိုရင်တော့ကျက်သွန်ဖြူနီထောင်းထားတာကိုထည့်ပြီးတော့စီတက်လိုက်ပါမယ်။စနွင်းလေးနည်းနည်းပါထည့်ပါမယ်နော်။ပြီးရင်တော့ငရုတ်သီးအစိမ့်မုတ်လေးထည့်ပြီးတော့စီတက်လိုက်ပါမယ်။စီတက်နဲ့လေးမှွေးလာပြီဆိုရင်တော့စားပြနေထားတဲ့အာလူကိုထည့်လိုက်ပါမယ်။ရေလေးနည်းနည်းပါထည့်ပြီးတော့အာလူကိုလုံးလိုက်ပါမယ်။မဆလာကြိုက်တဲ့သူဆိုရင်တော့မဆလာထည့်လို့ရပါတယ်။အာလူလေးတွေကျက်သွားပြီဆိုရင်တော့ပြုတ်ထားတဲ့ဘေးဥလေးတွေကိုထည့်လိုက်ပါမယ်။ပြီးရင်တော့ရေလေးနည်းနည်းထည့်ပြီးတော့ခဏလောက်တည်ထားလိုက်ပါမယ်။ရေခမ်းသွားပြီဆိုရင်တော့ဘေးဥလေးတွေတစ်ဖက်လှန်ပြီးလိုက်ပါမယ်။ပြီးရင်တော့အချင်အတွက်မကြီးရည်ကိုထည့်လိုက်ပါမယ်။အရသာအတွက်ငံပြားကြီးနဲ့ဟင်းသီးဟင်းရမှုတို့ကိုထည့်လိုက်ပါမယ်။အရည်လေးနဲ့စားချင်တာကြောင့်ခန်းထဲထိမတည်တော့ပါဘူးနော်။အရသာအဆင်ပြေပြီဆိုရင်တော့နောက်ဆုံးမှာရုံးပရိသီကိုထည့်လိုက်ပါမယ်။ရုံးရည်သီးလေးတွေကျက်သွားတဲ့အထိတည်ပြီးပြီဆိုရင်တော့ငပိရီတိုးစရာနဲ့အလွန်လိုက်ပတ်တဲ့ဘေးဥချင်းဟင်းလေးရပါပြီရှင်။ဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။